1989မှာပြင်သစ်နိုင်ငံ Paris မြို့မှာရှိတဲ့ Bastille ဆိုတဲ့အကျဉ်းထောင်ကြီးကို Paris မြို့ခံလူထုကရရာဒုတ်သားလက်နက်တွေဆွဲပြီးတော့ဝင်စီးခဲ့ကြပါတယ်။အဲ့တော့ပြင်သစ်တော်လှန်ရေးကာလဖြစ်ပါတယ်။လူဝီဘုရင်16ကိုမကျေနပ်လို့အကြောင်းမရှိပဲအပြစ်မရှိပဲအဖမ်းခံရတဲ့ပညာတတ်လူဒန်းစားတွေကိုထားထားတဲ့ဒီ Bastille ဆိုတဲ့ထောင်ထဲကိုဝင်စီးခဲ့ကြတာဖြစ်ပါတယ်။ဝင်စီးခဲ့တဲ့သူတွေကတာမန်အရသားတွေပဲဖြစ်ပါတယ်။မခံမရပ်နိုင်တဲ့အဆုံးမှာသူတို့အိမ်မှာရှိတဲ့ဒုတ်သားလက်နက်ကြုံရတစ်ခုကိုဆွဲပြီးတော့အဲ့အကျဉ်းထောင်ကိုသွားတယ်။သွားပြီးတော့ဒီအကျဉ်းထောင်ကိုသူတို့စီးနှင်းလိုက်ကြတယ်။အဲ့လိုစီးနှင်းလိုက်ကြပြီးတော့အဲ့အထဲမှာရှိတဲ့အကျဉ်းသူတွေအားလုံးကိုသူတို့လွတ်ပေးလိုက်ကြတယ်။လွတ်ပေးလိုက်တဲ့အချိန်မှာလူ9ယောက်ကဒီအကျဉ်းထောင်ထဲကနေထွက်သွားဖို့ငြင်းဆန်ခဲ့ကြတယ်။အဲ့လိုငြင်းဆန်တော့သူတို့လည်းတော်တော်လေးအံ့အားသင့်သွားတယ်။အံ့အားသင့်တာကကိစ္စမဟုတ်ပေမဲ့အခုဒီနေ့ကျွန်တော်ပြောချင်တဲ့အဓိကအကြောင်းအရာဖြစ်တဲ့အဖိုးကြီးတယောက်ကငြင်းလိုက်တဲ့ကိစ္စပါ။ဒီဖိုးကြီးကအပြင်ထွက်ဖို့လည်းငြင်းတယ်။ဒီကြံတဲ့လူ6ယောက်ကအပြင်ထွက်ဖို့ငြင်းတယ်ဆိုတာကသူတို့အပြင်ထွက်လိုက်ရင်ဒီလူဝီဘရင်ကဘတ်တော်သားတွေကသူတို့ရဲ့မိသားစုဝင်တွေသူတို့ဆွေမျိုးတွေကိုဒုက္ခပေးမှကိုကြောက်လို့ငြင်းဆန်ခဲ့ကြတာဒါတာမန်လို့နားလည်လို့ရတယ်ဆိုပေမဲ့ဒီအနှစ်40နီးပါးလောက်ထောင်ထဲကိုဝင်လိုက်ထွက်လိုက်လူဝီဘရင်16နဲ့အပေါင်းပါတွေရဲ့ညှဉ်းပန်းနှိပ်စက်တာကိုခံရတဲ့ဒီအဖိုးကြီးကထောင်ထဲကနေထွက်ဖို့ငြင်းဆန်တယ်အဲ့ဒီအပြင်မှာမှဒီထောင်ထဲကိုဝင်စီးခဲ့ကြတဲ့ Paris မြို့ကန်တွေကိုသူကပြစ်တင်စကားဆိုပါတယ်မင်းတို့ကဘာလို့ဝင်စီးတာလဲတကယ်ဆိုလို့ရှိရင်ငါ့ဘဝဒီမှာตายရနေတာတကယ်တော့ตายရတယ်လို့ပြောရလောက်အောင်လဲဒီထောင်ထဲမှာကအခြေအနေတွေကတော်တော်ဆိုးပါတယ်ဘယ်လောက်ထိဆိုးလဲဆိုလို့ရှိရင်လူဝီဘရင်နဲ့အပေါင်းပါတွေကဒီထောင်ကိုတမင်တကာညစ်ပတ်အောင်ထားပါတယ်ထောင်ထဲမှာပိုးဟတ်တွေကြွက်တွေဂျဘိုးတွေပြီးရင်တချို့ထောင်ရဲ့အကျဉ်းခန်းတွေမှာဆိုလို့ရှိရင်ရေတွေဝစ်နေပါတယ်အနံ့အသက်တွေကလည်းတော်တော်ဆိုးပြီးတော့အလင်းရောင်လည်းလုံလောက်မရပါဘူးတချို့ဆိုလို့ရှိရင်အလင်းရောင်မရလို့အောက်ဆီဂျင်မဝလို့နေ့တိုင်းပြုတ်အံတဲ့ကိစ္စတွေတောင်ရှိတဲ့ဆိုးဝါးလာတဲ့အကျဉ်းထောင်ကြီးဖြစ်ပါတယ်ဆိုတော့ဒီအဖိုးကြီးကဒီထောင်ထဲမှာဒီလောက်အခြေအနေဆိုးဝါးတဲ့ထောင်ထဲမှာဘာလို့သူကဆက်ပြီးတော့နေချင်တာလဲအဲ့လိုမျိုးသူ့ကိုမေးခွန်းထုတ်လိုက်တဲ့အခါမှာသူကပြောပါတယ်ငါ့အသက်60ရှိပြီငါဒီထောင်ထဲကိုဝင်လိုက်ထွက်လိုက်လုပ်နေတာအနှစ်40ရှိပြီအကယ်၍များငါဒီထောင်ထဲကထွက်သွားတဲ့အခါကျလို့ရှိရင်ငါမနေ့တိုင်းရနေတဲ့စွပ်ပြုတ်တစ်ခွက်နဲ့ညနေတိုင်းရနေတဲ့ပေါင်မုတ်တစ်ချက်ကိုဘသူကငါ့ကိုလာပြီးတော့ပေးမှလေတကယ်တော့ဒီစွပ်ပြုတ်လေးတစ်ခွက်ပေါင်မုတ်လေးတစ်ချက်ကြောင့်နဲ့သူကသူ့ရဲ့ဘဝတစ်ခုလုံးကိုဒီညစ်ပတ်နန်စော်စုပ်ပြတ်နေတဲ့နေရာတစ်ခုမှာနေဖို့ရွေးချယ်လိုက်ကြပါတယ်ဒီဇလန်းလေးကိုကျွန်တော်ဖတ်မိတော့ကကျွန်တော်9တန်းကျောင်းသားဘဝပဲရှိပါတယ်ဒါပေမဲ့အဲ့တုန်းကတော့ကျွန်တော်ဒီဇလန်းကိုနားမလည်ခဲ့ပါဘူးဒါပေမဲ့ဒီနေ့ခေတ်မှာကျွန်တော်ဒီဇလန်းလေးကိုပြန်ပြောင်းသတိရတဲ့အခါမှာဒီဇလန်းကကျွန်တော်တို့တွေကဘဝမှာနေသားကျသွားခြင်းဆိုတဲ့ကိစ္စနဲ့သက်ဆိုင်နေပါတယ်institutionalization ဆိုပြီးတော့စာအုပ်ထဲမှာတော့ရေးထားပါတယ်တကယ်တော့ဒီဇလန်းကလွန်ခဲ့တဲ့အနှစ်200ကဇလန်းတွေမဟုတ်ပါဘူးကျွန်တော်တို့ဒီနေ့ဘဝတွေမှာလည်းကျွန်တော်တို့ရဲ့စိတ်ထဲမှာအကျဉ်းထောင်ကိုယ်စီရှိကြပါတယ်အဲ့ဒီနိုင်ရန်မရှိတဲ့အကျဉ်းထောင်တွေကကျွန်တော်တို့ရဲ့ဘဝတွေကိုလွှမ်းမိုးချယ်လှယ်နေတာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ကဆိုးဝါးတဲ့အခြေအနေတွေကိုရင်ဆိုင်ရမှာထက်ဒီမတေးကြမရေရတဲ့အပြောင်းအလဲတွေကိုရင်ဆိုင်ရမှာပို့ပြီးတော့ကြောက်ကြပါတယ်အခြေအနေတွေဆိုးလာရင်အန်ကျိတ်ပြီးတော့ရင်ဆိုင်ဖို့မတွန်းဆုတ်ကြပေမဲ့အပြောင်းလဲတွေမတေးကြခြင်းတွေမရေရခြင်းတွေနေသားမကြခြင်းတွေကိုရင်ဆိုင်လာရတဲ့ဟာကိုပို့ပြီးတော့ကြောက်ရွံ့တတ်ကြပါတယ်အဲ့လိုကြောက်ရွံ့ခြင်းကပဲကျွန်တော်တို့ရဲ့စိတ်ထဲမှာနိုင်ရန်မရှိတဲ့အကျဉ်းထောင်တွေကိုဖြစ်စေတာဖြစ်ပါတယ်ဆိုတော့ကိစ္စတစ်ခုကိုကျွန်တော်တို့ကအသားကျသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့စိတ်မှာကနိုင်ရန်နေမလို့တော့ဘူးတန်တိုင်နေမရှိတော့ဘူးဒါပေမဲ့ကျွန်တော်တို့အပြင်ကိုလည်းမထွက်ရဲကြတော့ဘူးဆိုတော့ဒီလူဝီဘရင်16နဲ့ပြင်သစ်တော်လှန်ရေးရဲ့ဇလန်းလေးကိုကျွန်တော်ပြန်ပြောင်းသတိရတဲ့အခါမှာကျွန်တော်တို့ဒီနေ့လုပ်ငန်းခွင်ထဲမှာပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေထဲမှာကျွန်တော်တို့လိုအပ်သည်ဖြစ်စေလိုချင်သည်ဖြစ်စေပိတ်မိနေတတ်တဲ့ထောင်တွေရှိပါတယ်
ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဥပမာဝင်လာတဲ့အရာလေးတချို့ရှိတယ်ပေါ့နော်ဗီဒီယိုတော့ရှေ့ကောင်းရှေ့သွားပါလိမ့်မယ်အကယ်၍ရှေ့တော်မကြိုက်ဘူးဆိုဒီနေရာကနေခဏလေးနောက်ကို10မိနစ်စာလောက်ကြော်ကြည့်ပေးပါကျွန်တော်တို့ UAE နိုင်ငံမှာလာပြီးတော့အလုပ်လုပ်တဲ့သူတွေဆိုရှိတယ်ကွာဒီ၄ပေအနံ၄ပေအလျား9ပေလောက်ပဲရှိတဲ့အခန်းကျင်းလေးတွေမှာသူတို့နေရတယ်ပေးရတဲ့ပမာဏကလည်းဒီမြန်မာငွေနဲ့တွက်ကြည့်မယ်ဆိုလို့ရှိရင်10သိန်းဝန်းကျင်နေ10သိန်းအထက်တွေပေးရတယ်ပေါ့နော်ဆိုတော့ရောက်ခါစားမှာဘယ်သူမှအသားမကျဘူးဒါပေမဲ့ဒီဇလန်းလေးအတိုင်းပဲရောက်ပြီးတော့လာပိုင်းတချို့ကြာတဲ့အခါမှာလူတွေကအသားကျသွားကြပါတယ်သူများတွေလောက်မှဒီလိုဘဝမျိုးနဲ့နေနေတာဘာမှမဖြစ်ဘူးငါလည်းနေနိုင်ပါတယ်နေသင့်ပါတယ်နေလို့ရပါတယ်ဆိုတဲ့စိတ်ဖြစ်သွားပါတယ်ထိုနည်း၎င်းပဲကျွန်တော်တို့ကဥမာကျွန်တော်တို့ကိုအရန်ကြီးကိုမျက်နှာသာမပေးကျွန်တော်တို့ဗီဇာတွေနဲ့ဥပဒေတွေအမျိုးမျိုးနဲ့နှိပ်ကွက်တဲ့နိုင်ငံတွေရှိပါတယ်ဥပမာဆိုရင်မလေးရှားလိုနိုင်ငံပေါ့အော်ပရာစီတွေဝင်တယ်ဖမ်းတယ်ဒါပေမဲ့အဲ့လိုရောက်သွားတဲ့အခါမှာဒါကြီးကနေလာကြာလာတဲ့အခါမှာဒီအပေါ်မှာနေသားကျသွားတတ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့လုပ်ငန်းခွင်မှာပေါ့နော်အရန်ဆိုးဝါးလာတဲ့မန်နေဂျာတွေရှိတယ်ကြာလို့ရှိရင်ကျွန်တော်တို့ကနေသားကျသွားတတ်ပါတယ်ဆိုတော့အဓိကဒီဗီဒီယိုရဲ့ရည်ရွယ်ချက်ကကျွန်တော်တို့ကစဉ်းစားမယ့်အရာတစ်ခုရှိပါတယ်ကျွန်တော်တို့နေရာတစ်ခုမှာအစဉ်ပြေနေလို့အဲ့နေရာမှာနေနေတာလားဒါမှမဟုတ်နေသားကျသွားမှာကိုကြောက်နေတာလားအဲ့တခုကိုကျွန်တော်တို့စဉ်းစားဖို့လိုပါတယ်တကယ်တော့နေသားကျခြင်းဆိုတာကအစိတ်ပြင်းတဲ့ထောင်ချောက်တစ်ခုဖြစ်ပါတယ်နိုင်ငံတွေမရှိတဲ့အကျဉ်းထောင်တစ်ခုဖြစ်ပါတယ်တန်တိုင်းတွေမရှိတဲ့အကျဉ်းထောင်တစ်ခုဖြစ်ပါတယ်ဆိုတော့လွတ်လပ်ခွင့်ရဲ့တန်ဖိုးကအန်ဒီရဲ့ကင်းတဲ့ခိုနားရနားခိုရတဲ့ပို့ပြီးတော့မြင့်မြတ်ပါတယ်ကောင်းမွန်ပါတယ်ဒီဗီဒီယိုလေးရဲ့ဇာတ်လမ်းကတော့နေသားကျသွားခြင်းရဲ့အန်ဒီရဲ့ကိုတကယ်ဖြစ်ခဲ့တဲ့လွန်ခဲ့တဲ့နှစ်200ကဇာတ်လမ်းလေးကိုပြောရင်းနဲ့ပြောခဲ့တာဖြစ်ပါတယ်မင်္ဂလာညချမ်းပါ